မင်္ဂလာပါဒီကမှာချစ်တဲ့ညီကိုမတော်တွေကိုငယ်ငယ်တော့ရမ်းမဲတိတ်ခရတဲ့တခြင်းလေးပေါ့နော်ကျွန်တော်ရဲ့တခြင်းလေးဆရာကြီးတီးခဲ့တဲ့တခြင်းလေးပေါ့နော်ဒီတခြင်းလေးကိုစမ်းထားပြီးတော့ဂီတာတီးခြင်းစိတ်ဂီတာတီးခြင်းစိတ်ဖြစ်ခဲ့တာပေါ့နော်ဒီတခြင်းလေးကဦးစားရိဆိုင်တို့ခေတ်တော့ပေါ့နော်ဆိုတော့သူဖြစ်တဲ့ဟိုခွန်တန်းထုံးဆိုထားတဲ့ချင်းလေးပါချင်းလေးရတယ်ရှေ့ကျွန်တော်တို့ရဲ့အသက်ကြီးတဲ့ဒါကိုရီမာတွေဦးတော်တော်တွေကတော့ကြားဖို့မှထင်ပါတယ်ဒီနောက်ပိုင်းညီငယ်တွေကတော့ဒီချင်းလေးတွေကိုတိတ်တိနေမှထင်ပါဘူးညီငယ်တွေတွေကတော့တချင်းလေးနာမည်ကလာတော့နဲ့ဆိုင်လို့မြင်ရပါတယ်တချင်းလေးကဟိုစာသားတွေလည်းအရန်ကောင်းတယ်တန်စင်လေးရတယ်အရန်ကောင်းတယ်ဟိုဂီတာဆိုတော့ပေါ့နော်ဒီဂီတာပိတ်ဂီတာ branding ရဲ့ဆိုလို့ရှိရင်အရင်ကောင်းတဲ့တခြင်းလေးပါဒီတခြင်းလေးတွေကိုငယ်ငယ်တော့ကျွန်တော်တို့ရဲ့အကိုကြီးတွေတိခတ်တာရန်နောက်ထောင်လို့ကောင်းပါတယ်ဒီတခြင်းလေးတွေကြားပြီးတော့ကျွန်တော်တို့ဒီဂီတာဒီခြေစိတ်ဒီဂီတာတိတ်လိုက်ခြေစိတ်တွေဖြစ်ခဲ့တဲ့တခြင်းလေးတစ်ပုဒ်ပေါ့နော်နောက်ထောင်ကြည့်ပါဆင်ပေါ်ပါတယ်